CV ပို့ဖို့အတွက်ကုမ္ပဏီတစ်ခုချင်းလိုက်ရှာနေတော့လား ဒါဆိုကုမ္ပဏီအများကြီးကိုတခါတည်း CV ပို့တခါတည်း interview နိုင်မဲ့အခွင့်အရေးကြီးရှိနေပြီနော်ဒီဘက်မှာ CV ယူလာရုံနဲ့ HR တွေနဲ့ဓာတ်ရိုက်တွေ့နိုင်ပြီးတခါတည်း working interview ဝင်နိုင်မဲ့အပြင်ကိုယ်နဲ့ကိုက်ညီတဲ့ career opportunity တွေကိုတနေရာထဲမှာရှာဖွေနိုင်မှာပဲဖြစ်ပါတယ် fresh graduate လူငယ်တွေအလုပ်ရှာနေတဲ့ job seeker တွေနဲ့ career change လုပ်ချင်တဲ့ professional တွေအတွက်လည်းမဖြစ်မနေတက်ရောက်တဲ့ event တစ်ခုဖြစ်ပါတယ် career opportunity event ကိုဇူလိုင်လ25ရက်စနေနေ့မနက်9:00နာရီကနေညနေ3:00နာရီထိမန္တလေးမြို့109လမ်း6465ကြားမှာရှိတဲ့ Double Rhino Tower မှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ် ဒီမှာတော့အသက်မြန် group ရဲ့ career opportunity event မှာဆိုရင်အသက်မြန် company limited ချမ်းမြန်မာ motor best joe မြန်မာ motor two trust e scooter homika pandora ဝေလီလိုင်းဒီဟင်းကောင်ရွှေပြည့်စုံထွန်းဝတ်ထက်ဝီလျံ construction company limited အသက်မြန် commercial vehicle တော်ရဝင်း construction company limited အစရှိတဲ့ company များစွာပါဝင်ထားပါတယ်ဒါဆို CV နဲ့အတူမိမိတို့ရရှိထားတဲ့ certificate အပြည့်စုံကို ready လုပ်ထားပြီးခွင့်လန်းသစ်တွေကိုကိုယ်တိုင်ပုံဖော်နိုင်မှုအတွက် အသက်မန် group ရဲ့ career opportunity event မှာဆောင်ရွက်နေမယ်နော်